ဒီဗီဒီယိုလေးကိုတွေ့ပြီဆိုရင်ကိုယ့်အတွက်ဘယ်လိုကောင်းသော message တွေရလာမယ်ကိုယ့်အတွက်ဘယ်လိုအကြောင်းအရာလေးတွေပြောပြပေးမယ်ဆိုတာကိုဆက်ကြည့်ပေးပါအခုချိန်မှာကိုယ့်အတွက်မျှော်လင့်ချက်လေးတွေလင်းလာတယ်ကိုယ်စိတ်ဓာတ်လေးတွေကြာနေရလေးတွေအဆင်ပြေကောင်းမွန်လာတယ်ပြီးတော့နောက်တစ်ခုကမိသားစုအတွက်ပို့ပြီးတော့အကောင်းမွန်ပြေဝတဲ့သတင်းစကားလေးတွေချစ်ချင်းမြတ်တာမျှဝေတာမျိုးလေးတွေကြုံရတတ်တယ်ပြီးတော့နောက်တစ်ခုကကိုယ့်ရဲ့စိတ်ထဲမှာကောင်းမွန်တဲ့အရာလေးတွေကိုပဲလက်ခံလာတတ်တယ်ပြီးတော့နောက်တစ်ခုအလွမ်းအဆွေးမျိုးလေးတွေပြီးတော့နောက်တစ်ခုတစုံတစ်ယောက်ကိုကသတိရနေရမျိုးလေးတွေကြုံရတတ်တယ်ပြီးတော့နောက်တစ်ခုကလက်ရှိအခြေအနေမှာလဲကိုပြောင်းလဲလို့မရတဲ့အရာလေးတွေရှိနေရဲ့အဲ့ဒါလေးတွေကိုအရင်ကြီးကိုစိတ်မှာဖိအားတွေပေးပြီးတော့ကိုချုပ်ချယ်တာမျိုးမလုပ်ပါနဲ့ကိုလွတ်ချတဲ့အရာတွေကိုလွတ်ချလိုက်ပါလက်ခံတဲ့အရာတွေလက်ခံပါပြီးတော့နောက်တစ်ခုကကိုကောင်းမွန်တဲ့အထောက်အကူရတာကောင်းမွန်တဲ့သတင်းလေးတွေအထောက်အကူရတာမျိုးလေးတွေမိကောင်းဆွေကောင်းလေးတွေရတာမျိုးလေးတွေပြီးတော့နောက်ကိုကပေးဝေခြင်းနာမျိုးလေးတွေကိုပေးဝေခြင်းတလောက်အဆင်ပြေလာတာမျိုးလေးလည်းကြုံရတတ်တယ်ပြီးတော့နောက်တစ်ခုကမမျှော်လင့်မဲနဲ့ကိုအတွက်ကိုနှလုံးသားရေးရာကိစ္စတွေမှာလည်းအဆင်ပြေလာတာမျိုးကြီးကြုံရတတ်တယ်ကိုအမြဲပြန်ပြီးတော့တတိထားရမှာကကိုကအမြဲတမ်းကောင်းတဲ့အရာတွေကိုစိတ်ကတွေးပါလက်ရှိအခြေအနေမှာအရာအလုံးချစ်ချင်းပြောင်းလဲပြီးဒုံတိုင်းလှုပ်ချင်တဲ့စိတ်မျိုးတွေမတွေးပါနဲ့အရာကိုအတွက်မကြခင်အချိန်ကောင်းတစ်ခုရောက်လာလိမ့်မယ်အဲ့ဒါကိုယုံကြည်လိုက်ပါအဲ့ဒီအတွက်ကိုမှအမြဲတမ်းစိတ်ကိုခွန်အားတွေအပြည့်နဲ့ရှေ့ဆက်ပါတကယ်လဲကောင်းမွန်တဲ့အခြေအနေမျိုးတွေကိုကြုံရလိမ့်မယ်အဲ့ဒီအတွက်လဲကိုအမြဲတမ်းစိတ်ကကိုကောင်းတဲ့အရာတွေပဲတွေးမယ်ဆိုရင်စိတ်မျိုးလေးကိုထားပါလွတ်ချတဲ့အရာတွေကိုလွတ်ချပါမကြခင်မှာတည်တာတဲ့ပြောင်းလဲခြင်းကံကောင်းကြီးတစ်ခုကိုရရှိပါလိမ့်မယ်